မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြန်မာဂေဇက်သတင်းဌာနကကျွန်တော်နိုင်စိုးအောင်ပါ73စီတွေကိုတရားမဝင်လွှဲပြောင်းရောင်းချတဲ့စီပေါစာ2စီးကိုအရေးယူထားတဲ့သတင်းဖြစ်ပါတယ်စီတရင်2စီးဟာ73စီတွေကိုတရားမဝင်လွှဲပြောင်းရောင်းချခဲ့တဲ့အတွက်အရေးယူဆောင်ရွက်ထားတယ်လို့လျှက်စစ်နဲ့စွမ်းအင်ဝင်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်စီတရင်ပေါစာတွေတတ်မှတ်လမ်းကြောင်းအတိုင်းမောင်းနှင်ခြင်းရှိမရှိကိုလျှက်စစ်နဲ့စွမ်းအင်ဝင်ကြီးဌာနရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးဦးစီးဌာနက GPS နဲ့တက်ဆင်ပြီးစောင့်ကြည့်စစ်ဆေးနေတာပါအဲ့ဒီလိုစောင့်ကြည့်စစ်ဆေးတဲ့အခါရန်ကုန်မြို့တီလဝါကနေဖအံကို73စီပို့ရမယ်စီတရင်တစ်စီးဟာကြိုက်ထုံမြို့အနီးမှာရက်တန့်နေတာကိုတန်တရားဖြစ်ဖွယ်တွေ့ရှိခဲ့ရပါတယ်ဒါကြောင့်မို့သက်ဆိုင်ရာကတွားရောက်စစ်ဆေးခဲ့ရမှာတော့အဆိုပါစီတရင်ဟာစီတွေကိုတတ်မှတ်နေရာကိုမပို့ဘဲလမ်းမှာတရားမဝင်လွှဲပြောင်းရောင်းချခဲ့တာကိုစီစစ်တွေ့ရှိခဲ့ရပါတယ်လက်ရှိမှာတော့အဲ့ဒီစီတဲ့ရင်ကိုမယန်းချောင်းခိတ်မှာဖမ်းဆီးရမိထားပြီးကြိုက်ထုမြို့မရဲစခန်းမှာအရေးကြီးကုန်စည်ဥပဒေပုံမှန်9နဲ့အမှုဖွင့်ရေးယူထားပါတယ်အလားတူပဲတီလဝါကနေမြိတ်မြို့ကို73စီပို့ရမယ်နောက်ထပ်ရင်တစ်စီးဟာလည်းကြိုက်ထုနဲ့ဘီလင်းကြားမှာရက်တက်နေတာကိုတန်တရားဖြစ်ဖွယ်ထပ်မံတွေ့ရှိခဲ့ရပါတယ်ဒါကြောင့်သက်ဆိုင်ရာကပိတ်ဆို့ရှာဖွေခဲ့ရမှာတော့အဆိုပါစီတဲ့ရင်ကိုမုဒုံမြို့နယ်မော်လမြိုင်တန်ဖြူစရက်ကားလမ်းဘေးမှာရင်မောင်းမပါပဲရက်တန့်ထားတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။လက်ရှိမှာတော့အဲ့ဒီစီတဲ့ရင်ကိုမုဒုံမြို့မရဲစခန်းမှာထိန်းသိမ်းထားပြီးလိုအပ်တာတွေဆက်လက်စစ်ဆေးနေပါတယ်။ရေနံနဲ့ရေနံထွက်ပစ္စည်းတည်ယူပို့ဆောင်ရေးကြီးကြပ်လက်မှတ်တွေကိုစီတဲ့ရင်တွေမှာ GPS နဲ့တက်ဆင်စစ်ဆေးပြီးမှသာဝင်ကြီးဌာနကထုတ်ပေးနေတာဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့အခုလို GPS နဲ့တက်ဆင်ပြီးစနစ်အတွင်းဝင်ရောက်စစ်ဆေးခံထားတဲ့စီတဲ့ရင်အရေးတွက်ဟာလည်း9106စီးရှိသွားပြီဖြစ်ပါတယ်။သတင်းကြည့်ရှုပေးခဲ့ကြသူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။မြန်မာဂေဆက်ရဲ့သတင်းတွေကို TikTok, YouTube, Telegram, Facebook တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။